မိုးကြတော့ဆိုလို့ရှိရင်ဘယ်လလောက်ရှိလဲအခုဆိုလို့ရှိရင်4လလောက်ရှိပြီထင်တယ်3လ4လလောက်ရှိမကောက်6လလောက်ရှိစိုက်တော့လည်းအဲ့တိုက်ပဲထင်တယ်ဘယ်မှမထားတော့စိုက်တော့လည်းအဲ့တိုက်ပဲထင်တယ်ဒီမှာဦးတို့စိုက်ကြတဲ့ကနေပြီးတော့လေကျွန်တော်တို့ဟိုပါပေါ့မြုပ်လုံးတယ်စိုက်တာလေးနည်းနည်းလေးမြုပ်သွားမယ်ဒါမှဒီဟာဖော်လိုက်လို့ရှိရင်တော့ဦးလေးတို့ဘယ်လောက်မြုပ်ထားလဲဆိုတာကိုသိပြီလေဒါမှအခုကတော့ဒီကောင်မြန်လေးလိုက်ဖော်လိုက်တော့မြန်လေးလိုက်ဖော်လိုက်ငကိုဖိုးရတဲ့နေရာလောက်ထိရအောင်လိုက်ဖော်လိုက်တော့မဟုတ်လို့ရှိရင်တော့ကျွန်တော်ဥပင်တွေကနည်းနည်းထိုင်သွားလိမ့်မယ်ဒီထက်ပိုထိုင်သွားလိမ့်မယ်ပေါ့ဟုတ်အပင်ကကျွန်တော်အမြင့်အောက်ဆီဂျင်ပြတ်ပြီးတော့ဒါအဖြစ်နေပြီဒါပိုးလဲကြတယ်စုပ်စားပိုးတို့ဘာလို့လဲကြဆေးမဖြောင်းတင်တယ်ဆေးမဖြန့်ဘူးဒီတရက်နဲ့ဖြန့်ဘာဆေးတွေဖြန့်လဲဒီမှာသူတို့အဲ့ဟိုနေရပဲကွာဘာဆိုဟိုမှာလို့ရှိတယ်ဟုတ်တယ်ဟုတ်အေးဗျာဒီမှာဒီလိုမလုပ်ရဘူးပေါ့နော်အများကြီးပဲမြေကအဆင်ပြေပါတယ်ဒါမှထိုင်းလောက်မကောင်းကျွန်တော်တဝယ်လောက်မကောင်းဆိုပေမဲ့အဆင်ပြေပါတယ်ဒီပင်ကမသေးသေးဘူးတဲ့အညွတ်ထွက်နေလို့တော့သေးသေးဘူးဒီမှာလည်းကြည့်ပါပင်နေအဆင်ပြေပေါ့နော်ဒါသေချာလေး6လရှိပြီတဲ့ကျွန်တော်ချခဲ့တဲ့ပင်တွေကိုကျွန်တော်ပြောတဲ့နီးစနစ်တိုင်းစိုက်ကြည့်တကယ်ဒီပေါင်မျိုးလောက်ရမှာနော်မစိုက်ခင်ဘူးဒီပေါင်လောက်လောက်ရမှာဒူရင်ကကျွန်တော်တို့စိုက်ပြီးတော့မှစိုက်ပြီးပြီဆိုလို့ရှိရင်ဘလို့မှမြေဖုံးတာတော့မြေဖိတာတော့မြေလုံးဝလုံးလို့မရတော့ဘူးတခါတည်းအဲ့လိုပေါင်မျိုးလောက်ရမှာဒီပေါင်ကအရန်ကိုစမတ်ကြတယ်မိုက်တယ်အရန်ကောင်းတယ်အပေါ်မှာတင်ဆိုင်ကမှာအပေါ်မှာတင်ဆိုင်ကမှာအဲ့ဒီပေါ်မှာတွင်းတူးပြီးတော့တင်ဆိုင်ရမှာဘာမှမခံနဲ့နောက်ချီပါဘာမှမခံနဲ့ဘာမှခံနဲ့မြေခံစိတ်တစ်မျိုးပဲခံသူဟိုကိုနေကဟိုပိုးသက်စီမြေခံစိတ်လေကျွန်တော်6တို့ဘာလို့အောက်မှာ6စိတ်လေးတစ်ပဲခံကျန်တာဘာမှမခံနဲ့ဘာအစားမှလိုက်မကြွေးနဲ့စိုက်ပြီးတစ်လလောက်ကြာမှ15ပတ်လဲလောက်15ပတ်လဲလေးလေအဲ့ဒါလေးပဲနည်းနည်းလေးပဲအခုကတော့ဦး15ပတ်လဲကြွေးလဲသူ့စီကိုရောက်မသွားဘူးမစားနိုင်ဘူးအဝေးလေသူအမြင့်နဲ့ကအဝေးမရအောင်ဒီချိန်မှာဆိုလို့ရှိရင်ပါလိုက်တော့ဥစားဘယ်လောက်ပဲကြွေမရအောင်အရွက်ဖြန်းအားစေးဖြန်းလို့ရှိရင်တော့သူနည်းနည်းစားနိုင်တယ်အမြင့်ကတော့သူမစားနိုင်တော့ဘူးကျွန်တော်ကျွေးတဲ့အစာတွေကတိတ်မရောက်တော့တကယ်လို့အောက်မှာချထားလိုက်ဆိုလို့ရှိရင်ပိုဆိုးတယ်အမြင့်အောက်ဆီဂျင်ပြတ်တတ်တဲ့ဂျားထဲသူကဟိုပါပေါ့အစာနဲ့ပါထပ်ပြီးတော့လှောင်ထားတယ်ဆိုတော့ဟိုပုတ်ကုန်ရောဥပင်ကြည့်ပါလားဥမလိုက်ရမလှန်တော့လေဒီ6လဆိုတာ6လဆိုတာတော်တော်ကိုဆိုးနေပြီဒီကျွန်တော်က3လလောက်ပဲအများဆုံး3လလောက်ပဲရှိဦးမယ်ထင်တာ6လဆိုလို့ရှိရင်တော့တော်တော်ဆိုးနေပြီဒါမှုတွေဒါတန်ကြီးမှုတွေပေါ့နော်ပြီးလို့ရှိရင်ဒီကအညွန့်6ပြီးတော့တက်လာတကယ်လို့ဒီကလေဒီဥတို့နောက်ထပ်ပတ်နော်ဒီအညွန့်ကဒီဟာကိုထိုးလာပြီဆိုလို့ရှိရင်ဒါလေးကိုဝါးလေးနဲ့ထောက်ထားပြီဒီတိုင်းသွားထောက်မယ်ဆိုလို့ရှိရင်ဒီအထိတ်က6ပါရောအထိတ်က6ပါရောဒါဆိုလို့ရှိရင်လီတာပြတ်သွားတော့အပင်ကတက်အားမကောင်းတော့ဒီမီတာကအများကောင်းရနော်ဒါဒီမီတာထွားပြီးငါလည်းဘောတိပြောတာဒါဒူရင်ဖြစ်မှာလို့အဆင်ပြေတာပေါ့ရီနဲ့ဒီရေကိုင်းရကြည့်ပါဦးငါးကန်ရနဲတဲ့ဟာမို့ဆက်ပဲလို့ဒါဆိုလို့ရဒီပင်လေးဆိုတော့မဆိုးဘူးဒါကကျွန်တော်ဒီမှာတော့ကြီးဘူးကြာနေတာအများကြီးပဲဒီမှာကြီးဘူးဒီမှာလေဒါကောက်ဖီဖြူလေးဒါကြီးဘူးလို့ခေါ်တယ်ဟာအပေါ်ကနေဒီလိုလေးကြည့်ဒီမှာလေအရွက်ကပုံမှန်အားဖြင့်ချောနေတာဒီမှာအဝါပြောက်လေးရှိတယ်မလားအဝါပြောက်လေးရှိနေဆိုအောက်ကိုလှမ်းကြည့်လိုက်ဒီမှာဖြူကောင်လေးရှိတယ်အောက်မှာလေဒါအောက်ကဒီကောင်ဖြန်းလို့ရှိရင်အရွက်အောက်ကနေတော့ဖြန်းရတာအပေါ်ကနေဖြန်းလို့မရအောင်ဟာဒါဆိုသေးပြီလေဒါဥကမသေးဘူးလို့ပြောဦးမှာမသေးသေးဘူးပေါ့အရွက်တွေရှိသေးတော့လေဒါမရှိတော့ဟုတ်တယ်ဗျာတော်တော်စိတ်မကောင်းကြပါဘူးဟိုပင်ဆိုလို့ရှိရင်လည်းကြည့်ပါโอเคကျွန်တော်တေချာလေးကျွန်တော်ပြခဲ့ပေးမယ်